အောင်စပူပေါ်အမှားတစ်ခုလုံးမိတာကြောင့်ဘွိုင်းကောခံနေရတဲ့တင်းရွှေစင်ရွှေဆိုင်ကတော့ထင်မှတ်မထားတဲ့အမှားတစ်ခုကြောင့်သူ့ရဲ့ဖောက်တယ်ကိုကိုယ်တိုင်ရှော့ချမိသွားခဲ့တာပါတင်းရွှေစင်ဆိုတာကရတနာလောကထဲမှာနာမည်တစ်ခုရှိပြီးသားဆိုင်တစ်ခုဖြစ်ကသူ့ပရိသတ်နဲ့သူတို့အားပေးကြသူတွေရှိပါတယ်ဒါပေမဲ့လက်ရှိမှာတော့မထီးတဲ့အရာတစ်ခုကိုထိမိတာကြောင့်ဒုက္ခရောက်သွားခဲ့ရတာပါဒါကတော့အောင်စပူကိုမရှိသုံးသလိုပြောဆိုခဲ့မိတာပါတင်းရွှေစင်ရဲ့ပဲခူးဆိုင်ဖွင့်ပွဲကိုအောင်စပူကိုခေါ်ပေးခဲ့တာကြောင့်အစပိုင်းမှာတော့အောင်စပူပရိသတ်တွေရဲ့ဝန်းရံမှုကိုရရှိခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဆိုင်းရီမိုဖန်တွေနဲ့ချက်ပေါက်မှာစကားပြောတဲ့အဆက်ခွင်ရှော့တွေထွက်ပေါ်လာကပြဿနာစတင်ခဲ့တာပါတင်းရွှေစင်ဆိုင်ရဲ့အက်ဒမင်တွေကိုဘာလို့ဆိုင်းရီမိုကိုမခေါ်ပဲအောင်စပူကိုခေါ်ရတာလဲဆိုတဲ့ဆိုင်းရီမိုဖန်တွေကမေးမြန်းခဲ့တာပါဒီလိုမျိုးကိုထုတ်ရမှာအက်ဒမင်တွေကဆိုင်းရီမိုကိုပဲခေါ်ချင်တာဖြစ်ပြီးဆိုင်းရီမိုမအားလို့အောင်စပူကိုခေါ်လိုက်ရတာလို့ပြန်လည်ဖြေကြားခဲ့တာပါသူတို့အနေနဲ့အောင်စပူကိုလုံးဝမကြိုက်ပဲဆိုင်းရီမိုကိုပဲကြိုက်တဲ့မိုးဖန်စစ်ဖြစ်ကြောင်းလည်းပြောလာခဲ့တာပါဒါကြောင့်အောင်စပူဖန်တွေကစိတ်တူသွားကြကတင်းရွှေစင်ဆိုင်ဖွင့်ပွဲမှာဘာမှအာမပေးဖို့ဆောင်ဖြတ်ခဲ့ကြပါတယ်သူတို့မင်းသားလေးကိုအခြားမင်းသားနေရာမှာလူစားထိုးတယ်လို့ပြောခဲ့တာကြောင့်မခံမျက်နိုင်ဖြစ်သွားကြတာပါတင်းရွှေစင်ဆိုင်အနေနဲ့ပြန်တောင်းပန်ပေမဲ့လက်မခံတော့ပဲဘယ်တော့မှအာမပေးဖို့ဆောင်ဖြတ်လိုက်ကြတာဖြစ်ပါတယ်အောင်စပူပေါ်အမှားလေးတစ်ခုလုံးမိတာကြောင့်ဘွိုင်းကောခံနေရတဲ့တင်းရွှေစင်ဆိုင်ရဲ့ဖြစ်ရပ်ပေါ်ပြည်သက်တို့ရောဘလို့ထင်မြင်မိပါသလဲရှင်